မိုက်ကောက်တဲ့ကလေးကိုအဆင့်တန်မခွဲခြားတဲ့လိုရကြောင့်ချီယူခံနေရတဲ့စမ်းရီမိုမကြသေးခင်ကမင်းသားစမ်းရီမိုဟာမိထီလာကနေပွဲကူးလာပြီးမန်လေးမျိုး22လမ်းမှာအာကျိုးမန်တက်ကပြက်ဖြစ်နေခဲ့ပါတယ်မန်နန်မိုးမလင်းတလင်းချိန်မှာသူ့ရဲ့အဓိကတက်စီဆောင်ခံဖြစ်တဲ့နဘာတော်ကပြနေချိန်မှာတွဲရရှိကိုနွမ်းပါလာတဲ့ကလင်းငယ်တူကပလုံနဲ့ရေတန့်ဘူးကိုနေလာရောက်ကောက်ကြပါတယ်ပုံမှန်ဆိုရင်ဇက်ခုံပေါ်မှာအာယုံစိုက်နေခြင်းအခုလိုမျိုးအနောက်ရှက်ဝင်လာတဲ့အခါအခြားသောအနုပညာရှင်ချို့အနေနဲ့ဒုသထွက်ပြီးအော်ဟစ်မောင်းထုတ်တာမျိုးတွေလောက်ကောင်းလုံးမိကြပါလိမ့်မယ်ဒါပေမဲ့စိုင်းမိုးကတော့လုံးဝကိုကွက်ထက်နေခဲ့ပါတယ်သူကကလေးတွေကိုဒေါသမထွက်တဲ့ပြင်ဟေးကလေးတွေနော်အကိုကစင်မမှာဖုံးနဲ့တပုံလူရိုက်နေတဲ့သူတွေကိုတော့မနှဲဖြစ်ရှင်းနေရတာအခုညမလေးတို့နဲ့ညီလေးတို့ပါပါတယ်ဆိုတော့နှစ်ဖွဲဖြစ်သွားပြီဒါကြောင့်သွားတော့မိုးလင်းမလာခဲ့တော့ဆိုပြီးချစ်စပွဲမူရနဲ့တင်းငိမ်အေးချမ်းနဲ့နှုတ်ထွက်စကားလေးနဲ့သဘောထားကြီးစွာဖြစ်ရှင်သွားခဲ့ပါတယ်ဒီလိုချွတ်ချွတ်တတပြောဆိုရင်ကလင်းငယ်တွေရဲ့လက်ထဲကိုမုတ်ဖုံငွေတွေပါကိုယ်တိုင်ကိုယ်ကျထည့်ပေးလိုက်ပါသေးတယ်အောင်မြင်မှုထိတ်တန့်ကိုရောက်နေပြီမဲ့လည်းဘဝင်မမြင့်ပဲတရက်သည်ဘေးမုံနဲ့စူးချရင်တော့အပြုံမပြတ်ပဲလက်ခံလေးရှိတဲ့ဆိုင်းရင်မိုးဟာအခုလိုနံပါတ်လာတဲ့ကလင်းငယ်တွေပေါ်မှာအဆက်နဲ့မခွဲကြပဲထားရှိတဲ့မြစ်တာတွေနဲ့ပါနဲ့တဲ့ဖြစ်ထွန်းညံကြောင်းတကယ်အနုပညာရှင်စစ်စစ်အဖြစ်လေးစားချစ်ကျူးခံနေရတာပဲဖြစ်ပါတယ်မြမလက်ရွေးစင်မျိုးသမီးအသင်းနီးပြချုပ် UK ကရာထူးကနေနှုတ်ထွက်သွားခဲ့ပါတယ်မြမလက်ရွေးစင်မျိုးသမီးအသင်းနီးပြချုပ်ဂျပန်နီးပြက2025စီးကိအမျိုးသမီးဘောလုံးပြိုင်ပွဲတွင်မြမအသင်းအုပ်စုအစင်မှာကျော်လွန်နိုင်ခြင်းမရှိသေးတဲ့အတွက်ယနေ့ညတွင်နီးပြရာထူးမှနှုတ်ထွက်သွားလိုက်ပြီဖြစ်ကြောင်းသိရပါတယ်ထိုင်းနိုင်ငံအတွင်းတွင်ကျမလေးရရှိသည့်2025စီးကိန်းပြိုင်ပွဲတွင်အမျိုးသမီးဘောလုံးပွဲစဉ်များတွင်မြမအသင်းသည်နှစ်ပွဲနိုင်တစ်ပွဲရှုံးရလက်6မှတ်ဖြင့်ဖိလစ်ပိုင်အသင်းနှင့်အမတ်တူတော်လဲဂိုးကွာခြားချက်ကြောင့်အုပ်စုအဆင့်ဖြစ်သားကျင်းခဲ့ရပါတယ်။အသက်54နှစ်အရွယ်ဂျပန်နိုင်ငံသားနီးပြယူကီသည်2023ခုနှစ်မှစတင်၍မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနီးပြချုပ်ဖြစ်လာခဲ့တာပါ။မြန်မာအမျိုးသမီးအသင်းအား2023ခုနှစ်စီးကိန်းတွင်ဒုတိယ2025နီဘောဖိတ်ခေါ်မှုဖလားချန်ပီယံဆုနှင့်2025အာဆီယံချန်ပီယံတွင်ဒုတိယဆုလိုရရှိခဲ့ပြီးအိုလံပစ်ခြေစစ်ပွဲအာရှဖလားခြေစစ်ပွဲတို့တွင်ခြေစစ်ပွဲမအောင်ခဲ့သလိုယခုနေ့စီးကိန်းပြိုင်ပွဲတွင်လည်းအုပ်စုမှကျော်လွန်နိုင်ခြင်းမရှိခဲ့ပေမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်ဂျပန်နီးပြသည့်အနာဂတ်တွင်အောင်မြင်မှုများစွာရှိနိုင်ကြောင်းဆုမကောင်းတောင်းပေးခဲ့ပါတယ်။မမျိုးသမီးအသင်းဟာအုပ်စု B မှာဗီယက်နမ်ဖိလစ်ပိုင်မလေးရှားတို့နဲ့အတူကြာရောက်နေပြီးဒီဇင်ဘာလ9ရက်နေ့အုပ်စုအဖွင့်ပွဲစဉ်တွေမှာတော့မြန်မာမျိုးသမီးအသင်းဟာဖိလစ်ပိုင်ကို2ဂိုးတကူနဲ့နိုင်ယူရရှိခဲ့ပြီးမလေးရှားအသင်းကတော့လက်ရှိချန်ပီယံဗီယက်နမ်ကို9ဂိုး6မရှိနဲ့ရှုံးနိမ့်ထားခဲ့ရပါတယ်။ဂိုးကွာခြားချက်အရအုပ်စုရဲ့ပထမနေရာမှာနဲ့ဗီယက်နမ်ဒုတိယနေရာမှာနဲ့မြန်မာရှိနေပြီးတတိယနေရာမှာဖိလစ်ပိုင်နဲ့